အားလုံးပဲမင်္ဂလာပါခိုင်လေးပါအခုကတော့ဒီစနေနေ့မှာပေါ့နော်ကျမတို့အလုပ်မှာဘာလုပ်ရလဲဆိုတာကတော့တစ်ချက်ပြပေးမယ်ပေါ့နော်အခုဒီစနေနေ့မှာလောက်ကြတဲ့အလုပ်ကကြတော့ဒါကျမကစာအုပ်ဖြတ်မယ်ပေါ့ရှင်စာအုပ်ကိုဖြတ်မှာဆိုတာကတော့စာအုပ်ကသူကပထမဆုံးဒီ cover design ဆွဲအထဲမှာထဲမဲ့စာရွက်တွေ photo stat ဆွဲပြီးလို့ရှင် stapler ဘိုင်းနဲ့ဆိုတော့ stapler နဲ့ချုပ် perfect ဘိုင်းဆိုတော့ perfect ဒီပေါ့နော် perfect ဘိုင်းနဲ့ magazine စာအုပ်လိုမျိုးဂန်းတွေနဲ့ဂန်းချုပ်တဲ့ set ရှိရပေါ့နော်အဲ့ဒါနဲ့ချုပ်ပေါ့နော်အခုကျမကဒီစာအုပ်ကလေးတွေကိုအကုန်ချုပ်ပြီးသွားပြီဆိုတော့ဒီအရှိမထွက်နေတဲ့အနာလေးတွေညီညီလေးတွေဖြစ်အောင်ဒီဓာတ်ဆက်နဲ့ဖြတ်ကမယ်ပေါ့ရှင်ဒါကတော့ကျမကိုမလေးရှားမှာအဆိုင်မှာဘာလုပ်ကလဲလို့မေးတယ်ဆိုတဲ့လူတွေအတွက်ပေါ့နော်ကျမတို့ဆိုင်ရာအကြောင်းကအော်ဒါမှာတဲ့ပစ္စည်းတွေစာအုပ်တွေ trophy တွေပြီးလို့ရှိရင် medal တွေအကုန်လုံးပေါ့နော်ကျမတို့ဆိုင်ကအော်ဒါလက်ခံပြီးတော့ပို့ပေးတယ်ပေါ့နော်ဒါအခုကျမစာအုပ်ဖြတ်တာပေါ့နော်ဒါစာအုပ်ဖြတ်တာဒီလိုညီညီလေးကြရပေါ့ရှင်အရင်တော့ကတော့ဖြတ်တာကတော့မောင်းချထားနဲ့ဖြတ်တာပေါ့နော်ဒီဓာတ်ဆက်အသေးလေးနဲ့ဖြတ်တာအခုကျတော့ဖြတ်ကားတဲ့ဓာတ်ကြတော့ဒီဆက်ဓာတ်ပေါ့နော်ဓာတ်ကစင်ဆာပါတယ်လက်တွေပါတယ်ဝင်ပြီးဆိုသူကမပြတ်တော့ဘူးပေါ့နော်ဒါပေမဲ့လည်းဓာတ်ကတော့သူ့ဘက်သူနေရပေါ့နော်မတော်တဆကိုယ့်ရဲ့လက်ကသွားပြီးတော့ဓာတ်ကိုထိမိမှာဆိုတဲ့အတွက်ကျွန်မကအခုလိုလက်အမဲကြီးတွေဝတ်ထားရတာပေါ့ရှင်လက်မဲမဲထူထူကြီးတွေဝတ်တဲ့ခါကျတောင်းဓာတ်ကိုနည်းနည်းပါးလေးသွားထိလိုက်လို့ရှင်လက်တွေပိုင်းမရှတော့ဘူးပေါ့ဒါကတော့ကိုယ့်အန်ဒီရဲ့ကိုကြည့်ရှောင်းရတာပေါ့ရှင်အခုကတော့ဒါဖြတ်ပြီးသွားပြီဆိုတော့ကျွန်မပြမယ်ပေါ့နော်ဓာတ်ကိုပြမယ်ဓာတ်ဆက်ကတော့အကြီးပဲပေါ့နော်ကိုဖြတ်မဲ့စာအုပ်က site ကိုနံပါတ်ရိုက်လိုက်ရုံပဲပေါ့နော်ကိုဖြတ်မဲ့စာအုပ်က size ကိုစင်တီမီတာဆိုစင်တီမီတာပေါ့နော်အဲ့ဒါကိုဒီမှာဒီဓာတ်မှာခလုတ်ကလေးပါပေါ့နော်အဲ့ခလုတ်ကလေးတွေကိုနံပါတ်ကလေးရိုက်လိုက်တာနဲ့ဒီမှာဒါသူ့ဟာနဲ့သူစက်ကရွှေ့ပေးတယ်ပေါ့နော်ရွှေ့ပေးဆိုကိုကစာအုပ်ကလေးကိုထည့်လိုက်ရုံပဲထည့်ပြီးတော့ဒီခလုတ်နှိပ်ပြီးတော့ချက်ရတာပေါ့နော်ခလုတ်နှိပ်ပြီးတော့ဖြတ်လိုက်ရုံပဲပေါ့နော်အဲ့ဒါဆိုရင်တော့ဒါစာအုပ်ဖြတ်ခြင်းကိစ္စပြီးသွားပြီပေါ့နော်ဒါကလည်းမဖြတ်ခင်မှာသူကဖြတ်မဲ့နေရာကိုလေးစားအနီရောင်လိုင်းလေးနဲ့ပြပေးတယ်ပေါ့နော်အခုဆိုရင်တော့ဒါဒီဓာတ်ဆက်ပေါ့နော်ဒါကျမကခလုတ်ဖိပြီးတော့ဖြတ်လိုက်ပြီပေါ့နော်ဖြတ်လိုက်ပြီဆိုလို့ရှိရင်တော့ဒါကအပေါ်ပြန်တက်သွားတယ်ဒါပေမဲ့ကျမကကြောက်လို့လက်အိတ်ထူဝတ်ထားတယ်ပေါ့နော်မတော်တဆသွားထိမိလို့ရှင်ပြတ်မှာဆိုလို့ပေါ့နော်ဒါကတော့လီစာလိုင်းလေးကတော့သူဖြတ်မဲ့နေရာကိုပြပေးရပါတော့ကဲဒါဆိုလို့ရှင်တော့ခုလိုညီညာတဲ့စာအုပ်ကလေးရရှိပါပြီစာအုပ်တွေကတော့စာအုပ်ချုပ်ပြီးပြီဆိုရင်တော့ဒီလိုမျိုးပေါ့နော်၃ဖက်၃တန်ဖြတ်ကားတယ်တချို့စာအုပ်တွေကြတော့လည်းအရင်ညှိနေလို့ရှင်တော့လည်းအဓိကတော့မျက်နှာစာပေါ့နော်ဒီလိုနေရာကိုအရင်ညှိသွားအောင်ဖြတ်ကားရပေါ့နော်ဒီစာအုပ်ဒီဇိုင်းကတော့ကျမရဲ့အမျိုးသားဆွဲတဲ့ဒီဇိုင်းပဲဖြစ်ပါတယ်အခုကတော့ဒါအုပ်300အကြောင်းကိုပို့မယ်အုပ်300အကြောင်းကိုပို့မှာပဲဖြစ်ပါတယ်အကြောင်းကအတဲ့ order စာအုပ်ကိုပေါ့နော်သူတို့လိုချင်တဲ့ပုံစံအထဲမှာထိုင်းမဲ့စာရွက်ပေါ့နော်ဒီ cover ပုံစံအကုန်လုံးစိတ်တိုင်းကြဖြစ်အောင်ကျမတို့ဆိုင်ကအကုန်လုပ်ပေးတယ်ပေါ့နော်လုပ်ပေးရတာပေါ့နော်လုပ်ပေးပြတာပြီးလို့ရှိရင်တော့အခုစာအုပ်တွေကိုပုံထဲကိုဒီချာညီညာလေးထည့်ပြီးတော့ကြောင်းပို့မှာပဲဖြစ်ပါတယ်အားလုံးပဲ bye bye